ဟုတ်ကဲ့ထိုင်းနိုင်ငံရဲ့ FDA အတည်မပြုလက်မှတ်အရဦးနှထွက်ကနေထုတ်လုပ်ထားတဲ့ဗီတာမင် C 1000 mg ပါရှိတဲ့ပြည့်စုံစာလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီပြည့်စုံစာလေးကိုထိုင်းနိုင်ငံကနေပြီးတော့ထုတ်လုပ်ဖြစ်မြေအောင်ချပေးနေရပဲဖြစ်ပါတယ်။ဒီပြည့်စုံစာလေးရဲ့ဆေးတောင်တစ်ထောင်ချင်းစီတိုင်းမှာ acrobic acid 1025.123 mg ချယ်ရီကရရှိတဲ့အဆီ10 mgနှင်းစီသည့်အစီ10 mg ကာမူအစီ10 mg နဲ့ဇီးဖြူသည့်အစီ10 mg တို့ပေါင်းစပ်ပါဝင်ထားတာပဲဖြစ်ပါတယ်။ဒီဆေးဘူးတစ်ဘူးချင်းစီတိုင်းမှာဆေးတောင်အလုံး30ပါဝင်ပါတယ်။ပုံမှန်ရောင်းဆေးတစ်ဘူးက480ဘတ်ပေးရပါတယ်ရှင်။အထူးဆော့ဈေးအနေနဲ့3ဘူးကို329ဘတ်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ဝယ်ယူသူတစ်ယောက်ကို3ကပဲဝယ်ယူရရှိနိုင်တာဖြစ်လို့အမြန်ဆုံးဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။